ဖူးနဲ့တူတူရန်ကုန်မြို့က luxury hotel ကြီးရဲ့ VIP အခန်းကိုတက်ကြည့်အောင်နော်ဒါကတော့ရန်ကုန်တန်လွင်ရဲ့ Ambassador Suite လို့ခေါ်တဲ့အခန်းပေါ့နော်အရန်ကိုကျဲပြီးတော့အရန်ကို relax လုပ်လို့ကောင်းမယ့်နေရာတစ်ခုပါအရှိဝင်လာတာနဲ့ဧည့်သည်တွေတုံဖို့အတွက် toilet ရှိမယ်ဒါကဧည့်ခန်းပဲရှိသေးတယ်ပေါ့နော်အကျယ်ကြီးမှအကျယ်ကြီးပေါ့ဒီမှာဆိုရင်လည်းထိုင်လို့ကောင်းလိုက်တဲ့ sofa ပြီးလို့ရှင်ဒီရဲ့ light ကာတွေကတော့ဖူးတို့လက်ဆွဲနဲ့ဖွင့်ထားတာမဟုတ်ဘဲနဲ့ control နဲ့ဖွင့်ရတဲ့ဟာလေးပါ view တွေပေါ့နော်အရန်လာတယ်ပြီးလို့ရှင် bedroom ကတော့အဲ့ရကဒီဘက်မှာတစ်ခန်းဒီဘက်မှာတစ်ခန်းရှိတယ်ပေါ့နော်ဖူးတို့အခုလောလောဆယ်တော့အရင်တော့ကြည့်အောင်ပြီးရင်ဒီမှာ family life စုပြီးတော့စားတာပဲဖြစ်ဖြစ်ဒီကနေမှာစားတာကြိုတင်ပေါ့နော်မွေးနေ့ပွဲတွေပါရှိလို့အခန်းထဲမှာပဲလှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းတစ်ခါတည်းပြောလို့ရတယ်အရန်ကို luxury ဖြစ်တယ်ပေါ့နော်အခန်းကြီးအကျယ်ကြီးနဲ့ family life party ဖြစ်လှုပ်ချင်တယ်တော့ပြီးလို့ရှိရင်အိတ်ခန်းကြီးကိုလာကြည့်ပါဦးရှင်အိတ်ခန်းရအရန်ကြီးကိုအကျယ်ကြီးပဲပေါ့နော်ဒီမှာဆိုလို့ရှင်လဲမှုရအကျကူထိုင်ကုန်အကြီးကြီးရှိတယ်ပြီးဒီမှာတငယ်ချင်းတွေစုပြီးစကားပြောမယ်ဆိုလဲရှိတယ်အနောက်မှာလဲ view ကတကယ်ကိုမိုက်တယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှင်ရန်ကုန် river viewစိုက်တဲ့ view ကိုကြည့်လို့ရတယ်ပေါ့နော်ဒီမှာလာကြည့်မယ်ဆိုလို့ရှင်လည်းဖူးတို့ရန်ကုန်မြို့ရဲ့တိုက်ခန်းတွေရဲ့ကိုတေချာလေးမြင်တွေ့ရမယ့် style ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့နေတယ်လဲအထက်နှိမ့်အထက်မြင့်စတဲ့ view အကြီးကြီးကိုမြင်ရမှာပကြီးကားတစ်ချက်နဲ့အတန်ကြတာအိတ်ဆက်လို့ရမယ့်အခြေအနေဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ဒီမှာလည်းမှုရအရန်ကြီးတယ်ပေါ့နော်တော်တော်ကြီးကိုညင်ညင်ညောင်ညောင်နဲ့အိတ်လို့ကောင်းမဲ့နေရာတစ်ခုဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီထဲမှာလည်းရေချိုးခန်းအိမ်သာရှိတယ်အရန်မိုက်တယ်ပေါ့နော်တုံးထားတဲ့ဒီຢာတွေကအစလုံးဝ branded ဆန်ရွှေရောင်လေးတွေတုံးထားပြီးတယ်ဒီမှာဆိုရင်လည်း budget ပေါ့နော် budget ကိုလည်းကြည့်လိုက်ပါအောင်ရှင်လုံးဝကိုပေါ့ခုလုံးဝ luxury vibe ကိုခံစားရမယ့်ပစ္စည်းလေးတွေပဲတုံးထားပြီးတယ်ဒီမှာဆိုရင်လည်းရေချိုးခန်းကအိမ်တိမ်စာလောက်ကိုကျန်နေတဲ့အခြေအနေဖြစ်နေပါပြီရှင်အဲဆိုလို့ရှိရင်ဒါကတော့ Puru ရဲ့ master room ဖြစ်ပါတယ်ဟိုဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင် sub room အခန်းလေးရှိမှာပေါ့နော် sub room ကလည်းတော်တော်ကြီးကျယ်ပါတယ်ဒီမှာဆိုရင်လည်းအလုပ်လုပ်မယ်ဆိုလုပ်လို့ရတယ်ပေါ့နော်ဒါကဆော့ဆော့ပြောတဲ့ဧည့်ခန်းကိုဖြတ်လာပြီးလို့ရှိရင်ဒီဘက်မှာ sub room အခန်းလေးရှိတယ်ပေါ့နော် sub room အခန်းကလည်းတော်ကျဲပါတယ်ဆော့ဆော့လိုပဲအဲ့ရလဲအကြီးကြီးဒီဘက်မှာဆိုရင်လည်းဒီဘက်အခန်းကနေဆိုရင်လည်းရန်ကုန် river view ကိုမြင်အောင်ပဲပေါ့နော်ဒါကတော့ day view ဖြစ်ပါတယ် night ဆိုရင်လည်းအရန်လာမှာပေါ့ဒီဘက်ကရေချိုးခန်းကလည်း luxury 5 ပဲလောက်ထားတာဖြစ်ပါတယ်တော်တော်ကြီးလာတယ်ပေါ့နော်တုံးထားတဲ့ပစ္စည်းတွေကစ budget ဆိုလို့ရှိရင်ဒါတော်တော်လေးရေချိုးကောင်းပြီးတော့ပိုကျဲတယ်ပိုနှက်တယ်ပေါ့နော်ဒါကြောင့်ရန်ကုန်ထဲမှာပဲ luxury 5ကောင်းကောင်းလေးနဲ့ relax လုပ်ချင်တဲ့မိသားစုတွေပါတီလဲတစ်ခါတည်းကျင်းပချင်တယ်ဆိုလို့ရှိရင်တော့ဒီရဲ့အခန်းလေးကိုယူလို့ရပါတယ်ရှင်အခန်းကြီးအတွက်နည်းနည်းလေးပဲရှိတာဖြစ်တဲ့အတွက် booking တော့ချွတ်တင်ဖို့လိုပါတယ်ရှင်